ဒီနေ့မြင်လုံးပဲမင်္ဂလာပါဗျနော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီ one chain set ကလေးပေါ့နော်ပြပေးသွားမှာဖြစ်ပါတယ်โอเคဒါဆိုရင်ကျွန်တော်လည်းတူတူလိုက်ပြီးတော့ကြည့်အောင်ဗျနော်ကျွန်တော်တို့ဒီမှာ35ပေါ့နော်ပေါင်းခြင်းနံပါတ်8နော်8ကိုကျွန်တော်တို့တစ်လုံးတိုးပြီးတော့8ပြီးတော့9ပေါ့နော်ဒီကောင်ကိုနောက်ထပ်ကျွန်တော်တို့ဘာနဲ့ယူသွားမလဲဆိုရင်ဒီ8နော်ပြီးရင်ကျွန်တော်တို့ဒီ3နော်ပြီးရင်ဒီ2နော်ပေါင်းခြင်းဒီကျွန်တော်တို့ဘယ်လောက်ဖြစ်လဲ832ဆိုတော့ပေါင်းခြင်းနံပါတ်နံပါတ်3เนาะ893ဒီအချိန်နဲ့เนาะဒီမှာထွက်ကနန်းဒီဖာရှိလဲ39နဲ့ဒီကောင်ဒီအချိန်ဒီကောင်ဒီကျွန်တော်တို့ဒါ bus ပေါ့เนาะ bus ဖြစ်တယ်ကျွန်တော်တို့39နဲ့ဆိုတော့ကျွန်တော်တို့ဒီမှာကဘာတွေချိန်သွားလဲဆို8ကအချိန်ပေါ့เนาะโอเคအောက်တစ်ပင်ကိုကျွန်တော်လည်းအတူတူဆွဲကြည့်အောင်ပေါ့เนาะဒီမှာကကျွန်တော်တို့2ပေါ့เนาะပေါင်းခြင်းနံပါတ်4နော်4ပြီးတော့ပါလာလဲကျွန်တော်တို့5လာပါတယ်နော်4ပြီးတော့5လာမယ်ပြီးရင်ကျွန်တော်ဒီမှာ2ဒီမှာဒီမှာကကျွန်တော်နံပါတ်4နော်2ပေါင်းခြင်းနံပါတ်ဒီနံပါတ်မှာနံပါတ်8ပေါ့နော်ဒါဆိုရင်4 5 8ဒီအချိန်နော်ဒီမှာထွက်ကနန်းဒီ8 5နဲ့နော်8 5နဲ့ဘယ်ကောင်းဒီအချိန်လဲ4ဒီအချိန်โอเคဒါဆိုရင်အောက်တစ်ပင်ကိုစစ်ကြည့်အောင်ကျွန်တော်တို့3ကပ်ပေါ့နော်8 5ပေါင်းခြင်းနံပါတ်3ပြီးတော့ပါလာလဲကျွန်တော်တို့4လာမယ်နော်3ပြီးတော့4ဒီမှာက2ဒီမှာက8ဒီမှာက6ပေါင်းခြင်းကနံပါတ်6နော်3 4 6ဒီအချိန်နဲ့ကျွန်တော်တို့ဒီမှာထွက်ကနန်းဒီပါလဲ6 4 6နော်6 4 6ဒါဆိုရင်ပါဒီအချိန်လဲဒီ3ဒီအချိန်ဖြစ်မယ်နော်โอเคကျွန်တော်တို့နောက်ထပ်4ကပ်မြောက်ကိုဆက်သွားမယ်ဒီမှာက9ပေါင်းခြင်းနံပါတ်8ပြီးတော့ပါလာလဲကျွန်တော်တို့9လာမယ်နော်โอเคဒီမှာက6ဒီမှာက9ဒီမှာက6နော်6 9 6ပေါင်းခြင်းနံပါတ်နံပါတ်1နော်8 9 1ဒီအချိန်နဲ့ဒီမှာထွက်ကနန်းဒီပါရှိလဲကျွန်တော်တို့8 9 8နော်ဘာထွက်လဲဆိုတော့ကျွန်တော်8 9 8ထွက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့1ဒီဒါအချိန်ပေါ့နော်โอเคဒါဆိုရင်ခုလာမယ်ကျွန်တော်20နဲ့3ချိန်က1 5ဆိုတော့ပေါင်းခြင်းနံပါတ်6ပြီးရင်ပါလာမယ်လေကျွန်တော်တို့ခွန်လာမယ်နော်ဒါကိုကျွန်တော်တို့ဒီ8ရယ်1ရယ်2ရယ်3လုံးပေါင်းခြင်းဒီဘယ်လောက်ဖြစ်လဲနံပါတ်1နော်ဒါဆိုရင်6ခွန်1ဒီကျွန်တော်တို့အချိန်နော်ဒါ20နဲ့3ချိန်အတွက်ဒါ1ချိန်ဖြစ်ပါတယ်နော်4ကပ်5ကပ်ပေါ့နော်5ကပ် size ဖြစ်ပါတယ်ဒီမှာကျွန်တော်တို့လာဆင်းမယ်ပေါ့နော်โอเคဒါဆိုရင်တော့အားလုံးပဲကျေးဇူးတင်ပါတယ်ဗျာနော်6ခွန်1 1ချိန်လေးဒါတင်ပေးလိုက်ပါတယ်ကျန်တဲ့တကယ်ချင်းတွေကယူသုံးပါအားလုံးပဲအဆင်ပြေကောင်းကြပါစေဗျဘိုင်ဘိုင်ပါ